မင်္ဂလာပါရှင်။ My TV မြန်မာမှကြိုဆိုပါရစေ။2025ခုနှစ်ဧပြီလ16ရက်နေ့ဗုဒ္ဓဟူးနေ့နနက်ခင်းသတင်းများကိုကျမမျက်စုမှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အေယာဝတီတိုင်းပသိမ်ခရိုင်ပသိမ်မြို့ကန္နာလန်ကစစ်ကောင်စီရဲ့လမ်းလျှောက်တကြံမန်းတပ်ကိုတိုင်းဝန်ကြီးချုပ်လာချင်းစောက်ကြိုရေးကစားပါကကြက်တထောင်ပေးမယ်ဆိုပြီးစီယုံခေါ်ဆိုခဲ့ပေမဲ့ငွေပေးချေချင်းမရှိသေးဘူးဆိုတဲ့တဲ့ကလေးများအပါအဝင်လူပေါင်း180ခန့်တေဆုံးခဲ့တဲ့ဗစီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင်အရက်သားများတေဆုံးခဲ့တဲ့တိုက်ခိုက်မှုများအား၎င်းတို့ကျူးလွန်ခဲ့ကြောင်းစစ်ကောင်စီကဝန်ခံပြောဆိုလိုက်တဲ့ဆိုတဲ့တဲ့နဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရတဲ့တွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့အေယာဝတီတိုင်းပသိမ်ခရိုင်ပသိမ်မြို့ကန္နာလန်ကစစ်ကောင်စီရဲ့လမ်းလျှောက်တကြံမန်းတပ်ကိုတိုင်းဝန်ကြီးချုပ်လာချင်းစောက်ကြိုရေးကစားပါကကြက်တထောင်ပေးမယ်ဆိုပြီးစီယုံခေါ်ဆိုခဲ့ပေမဲ့ငွေမရကြသေးဘူးလို့ဒေသခံများထံမှသတင်းရရှိပါရရှင်စစ်ကောင်စီကပသိမ်ကန္နာလန်မှာလမ်းလျှောက်တကြံနဲ့သဒုတိတာဗဟိုမန္တန်ဆောက်လုပ်ထားပြီးဧပြီလ14ရက်နေ့မနက်တကြံအကြနေမှာတိုင်းဝန်ကြီးချုပ်တင်မာဝင်းအလားကိုအကြိုရေးကစားပေးပါကကြက်တထောင်ပေးမယ်ဆိုပြီးအရက်ထဲစီယုံခဲ့ရတာလို့သိရှိရပါတယ်။ဝန်ကြီးချုပ်လာတဲ့အကြနေကဗဟိုမန်းတပ်မှာလာရီကစားဇဒုတိတာမန်းတပ်မှာမုတ်လာစားရင်ဓာတ်ပုံရိုက်ပြီးတာနဲ့မုတ်ဖို့တထောင်ပေးမယ်လို့စီယုံခဲ့တာ။ဒါစီယုံထားတဲ့သူတွေစီသွားတောင်းတော့မရတာဟိုနေ့ကမရသေးတာတို့ဒီနေ့ကမရသေးတာတို့ပြောတာလို့ပသိမ်ဒေသခံတယောက်ကပြောပါတယ်။တိုင်းဝန်ကြီးချုပ်အလားကိုစောက်ကြိုရေးကစားပါကြက်တထောင်ပေးမယ်လို့ပြောဆိုကငွေနဲ့စီယုံခဲ့ပေမဲ့လာတဲ့သူနေပြီးငွေလိုချင်တာကြောင့်သွားတဲ့သူအယောက်20လောက်ငွေမရဖြစ်နေတာလို့သိရှိရပါတယ်။ရေးလာကစားတဲ့သူတွေကိုအေးတကြံဆော့ပါပေါ့စောက်ပြောပြီးလုံခြုံရေးအတွက်စစ်ဆေးတာပေါ့နော်စစ်ကောင်စီရဲ့ဝန်ကြီးချုပ်အလားမှာရေးကစားပြီးဇဒုတိတာစားတဲ့အမှုအရာနဲ့ဓာတ်ပုံမှတ်တမ်းယူပြီးပတ်စံပေးမယ်လို့စီယုံခဲ့တာဟုတ်တယ်လို့ပသိမ်အုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်သူကပြောပါတယ်စစ်ကောင်စီကဝန်ကြီးချုပ်မလာခင်ကတည်းကအုပ်ချုပ်ရေးမှုတွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုဝန်ကြီးချုပ်လာမဲ့လမ်းတရှောင်းရက်ကွက်တွေကဇဒုတိတာမန်းတပ်တွေစောက်ပြီးမုတ်တွေကျွေးနေဖို့နဲ့ဝန်ကြီးချုပ်လာတဲ့နေ့မှာဗဟိုမန်းတပ်မှာမုတ်လာစားရင်မုတ်ဖို့ပေးမယ်ဆိုကစီယုံခေါ်ဆိုခိုင်းတာလို့သိရှိရပါတယ်ဒါအပြင်စစ်ကောင်စီခန့်အေယာဝတီတိုင်းဝန်ကြီးချုပ်တင်မာဝင်းကမလာခင်နဲ့လာပြီးချိန်တွေမှာပသိမ်မြို့ကဈေးချောင်းလမ်းထိပ်ရွှေစေတီလမ်းပသိမ်တရာပသိမ်လမ်းမကြီးအောက်တွေမှာပါလမ်းတွေကိုပိတ်ထားပြီးလုံခြုံရေးကိုစစ်ကောင်စီတပ်တွေအပြင်အရက်ဝတ်တွေနဲ့ပါတင်းကျပ်ထားခဲ့တယ်လို့ဒေသခံပြည်သူများထံမှသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တွင်ကြေးရွာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့စကားခ12အနီးရှိစစ်စခန်းများကိုဝေရောက်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေကြောင်း KNL မဟာမိတ်ပူးပေါင်းစစ်ကြောင်းတရင်ရင်းမြစ်များထံမှတရင်ရရှိပါရရှင်ဧပြီလ14ရက်နေ့ညပိုင်းမှာစတင်ကကော့ကရိတ်မြို့နယ်ကျုံတိုးလမ်းမရှိကြေးရွာများကိုဟာဝစ်ဇာအမြောက်တင်ကားတစ်စီးဖြင့်လိုက်လံပစ်ခတ်တိုက်ခိုက်နေတဲ့အမ်ဘတ်စနစ်စစ်စင်ရေးကွက်ကဲမှုဌာနချုပ်အနီးရှိရင်ခွဲတောင်နေရာတဝိုက်ကိုKNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကစစ်စင်တိုက်ခိုက်နေခြင်းဖြစ်ပြီးဧပြီလ15ရက်နေ့မနက်ပိုင်းအထိတိုက်ပွဲဆက်လက်ပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ကျုံတိုခမာယ945တပ်ရင်းနဲ့ခမာယ946တပ်ရင်းတို့ကညပိုင်းတွင်၎င်းတို့ထိန်းချုပ်ထားတဲ့ရင်ခွဲတောင်လမ်းပိုင်းမှာနေကပြည်သူများရှိနေတဲ့ရေဘူးကြီးကော့ဝါလဲဝင်းပြနောင်တမန်တမိန်တို့တောင်ကန်ပရိုင်မိဂလုံးကမ်းနီကျေးရွာများကိုလက်နက်ကြီးများဖြင့်ဇက်တိုက်ပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့သောပြည်သူများကိုဦးကြီးကလက်နက်ကြီးများဖြင့်ပစ်ခတ်နေခြင်းကြောင့် KNL နဲ့မဟာမိတ်ပူးပေါင်းတပ်များကရင်ခွဲတောင်တဝိုက်ကိုထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒီကောင်တွေပြည်သူတွေရှိတဲ့ရွာတွေကိုညတိုင်းလက်နက်ကြီးတွေနဲ့လိုက်ပစ်နေတာ။အဲ့ဒီတော့ KNL နဲ့ PDF တွေကသိမခံနိုင်တော့လို့အဲ့ဒီကောင်တွေရှိတဲ့နေရာကိုဝိုင်းတိုက်တာအခုတိုက်ပွဲတွေပြင်းထန်နေတယ်။ရွာသားတွေကတာမညာပန်းရွှေပြူကျောင်းဘက်ပြန်ရှောင်နေကြပြီလို့ကျုံတိုးဒေသခံစစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။ထို့သောတိုက်ပွဲပြင်းထန်နေခြင်းဧပြီလ15ရက်နေ့နနက်9:00နာရီကျော်ခန့်တွင်ကော့ကရိတ်ကျောင်းပိုင်းဝင်းကကြေးရွာဘက်သို့အကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိချိန်တွင်ကျုံတိုးမြို့အဝင်နွားချံကုန်းကရင်စုနှင့်9တိုင်9တိုင်
ကိုဝါလေကြေးရွာများတွင်အကြမ်းဖက်စစ်တပ်ကကာကင်းစစ်ကြောင်းများဖြန့်ကျက်ကင်းမုံချထားပြီးလေကြောင်းမှလည်းကင်းထောက်ပြန်တက်မှုရှိနေတဲ့အတွက်ဒေသခံပြည်သူများဟာဂျိုင်းမြစ်တစ်ဖက်ကမ်းကြေးရွာများနဲ့တာမညကြေးရွာဘက်ကိုနေရစွန့်ခွာရွှေ့ပြောင်းတိမ်းရှောင်မှုတွေရှိနေကြောင်းသိရှိရပါတယ်။ဒါအပြင်ပြည်သူများကိုလက်နက်ကြီးပြေးပစ်ခတ်နေတဲ့ရင်ခွဲကြောင်နေရာတဝိုက်ဟာ DKBA, BGN နဲ့စစ်ကောင်စီတပ်များကထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီးကုန်တင်ကားများနဲ့ခရီးသည်တင်ကားများကိုဝါကြားဂိတ်များဖွင့်ကပတ်စံကောက်ခံနေတဲ့နေရာများဖြစ်ကြောင်းဒေသတွင်စစ်ရေးသတင်းရင်းမြစ်များထံမှသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းရေစကြိုမြို့နယ်မှာတကြံအကျိုးနဲ့ဧပြီလ23ရက်နေ့ကကြေးရွာအတွင်းကိုဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ကြောင်းရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကဖရဲ့ဧပြီလ15ရက်နေ့ထုတ်ပြန်ချက်များအရသတင်းရရှိပါတယ်ရှင်။ရေစကြိုမြို့နယ်ခလာရ250ရှင်တပ်ရင်မှထွက်လာတဲ့အင်အား150ခန့်မှစစ်ကြောင်းကိုကန်တစ်ကြေးရွာရောက်ရှိချိန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကအသင်းဆောက်ဆိုင်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအပြီးမှာစစ်ကောင်စီဘက်က4ဦးကတေနိုင်လောက်တဲ့ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကစစ်ကောင်စီတွေရဲ့လက်နက်တွေကိုကောက်ယူဖို့စ조사ခဲ့ပေမဲ့စစ်ကောင်စီဘက်ကအင်အားများလာတာကြောင့်ဆုတ်ခွာခဲ့ရတယ်လို့ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကဖကဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ပါကဖနဲ့အတူပခောက်ကူခရိုင်တပ်ရင်းအမှတ်9တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးဧပြီလ14ရက်နေ့မနက်အစောပိုင်းကလည်းခလာရ258မှာနောက်ထပ်စစ်ကြောင်းတစ်ကြောင်းထွက်လာပြီးကန်တစ်ကြေးရွာကိုထပ်မံရောက်ရှိနေတယ်လို့လည်းသိရှိရပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်းရေစကြိုမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်လျက်ရှိပြီးစစ်ကောင်စီတွေကကြေးရွာအတွင်းကိုအင်အားအများအပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်တပ်ဆွဲတာတွေနဲ့လေးချောင်းတိုက်ခိုက်တာတွေကိုမကြာခဏပြုလုပ်နေတာတွေကြောင့်ဒေသခံပြည်သူတွေဟာစစ်ဘေးကိုစိုးဝါးစွာရင်ဆိုင်နေကြရတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့မတ်လ3ရက်နေ့ကလည်းရေစကြိုမြို့ပေါ်မှာထွက်လာတဲ့စကားစအင်အား15ဦးခန့်ပါတဲ့တံပြားကာတစီကိုရေစကြိုမြို့အထက်ဗတ်စုံချံကွေနာအရောက်မှာတော်လန်ရေးတပ်ဖွဲ့တွေကအနီးကတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစကားစတပ်သား2ဦးသေဆုံးက6ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့လည်းရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကဖထံမှသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ချင်းပြည်နယ်မင်းတပ်မြို့နယ်ကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်အသက်8လနဲ့9နှစ်အရွယ်ကလေးငယ်2ဦးအပါအဝင်ပြည်သူ6ဦးသေဆုံးခဲ့ကြောင်းမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကိုရောမှန်ထံမှသတင်းရရှိပါတယ်ရှင်။ဧပြီလ9ရက်နေ့ည9နာရီခန့်အချိန်မင်းတပ်မြို့နယ်ဖီကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်2ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ကောင်စီရဲ့လုပ်ရက်ကိုပြောလဲဘာထူတာမို့လို့ဘာမှရှုတ်ချတာကန့်ကွက်တာလုပ်မနေတော့ဘူးဆရာနာရှင်ဖြုတ်ချဖို့လုံးစရာရှိတာဆက်လုပ်သွားကြမှာပဲလို့မင်းချမ်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကိုရောမှန်ကပြောပါတယ်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းအသက်8လသားအရွယ်လူမမဲကလေးငယ်2ဦး9နှစ်အရွယ်ကလေးငယ်2ဦးမတန်ဆွမ်းလူငယ်2ဦးအသက်80ဝန်းကျင်အသက်ကြီးရွယ်အို2ဦးအပါအဝင်ခရီးယန်ပါစတာ2ဦးတို့သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဒါအပြင်နေအိမ်12လုံးနဲ့ခရီးယန်ဖျားကြောင်တစ်ကြောင်ပျက်စီးခဲ့ပြီးမီးလောင်ပြကြတဲ့နေအိမ်တချို့လည်းရှိကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိသူများကိုမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထောက်ပံ့ငွေကျပ်18,600,000အပါအဝင်မင်းတပ်မြို့နယ်ပြည်သူများရဲ့ကုညီလှူဒါန်းမှုများဖြစ်တဲ့အလှူငွေစုစုပေါင်းငွေကျပ်33,400,000ကျပ်ကိုသေဆုံးသူမိသားစုနေအိမ်ပျက်စီးသူများနဲ့ထိခိုက်ဒဏ်ရာရရှိသူများကိုပတ်ဖို့ကူညီပေးခဲ့ကြောင်းသိရှိရပါတယ်။အလားတူဧပြီလ23ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီကမင်းတပ်မြို့မှာနှစ်ချင်းခရီးယန်ဖျားကျောင်းဝင်းကိုလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာထိခိုက်ဒဏ်ရာရသူသေဆုံးသူမရှိတော့လဲဖျားကျောင်းဝင်းအတွင်းရှိအဆောက်အုံများအကျဉ်းကျယ်ပျက်စီးကခရိုင်ပညာရေးရုံးနှင့်တကွတမြို့လုံးရှိလူနေအိမ်ရုံးနဲ့ဝန်ထမ်းအရာအဆောက်အုံများအနည်းနဲ့အများထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းသတင်းရရှိပါတယ်ရှင်။နောက်
နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကလေးများအပါအဝင်လူပေါင်း180ခန့်သေဆုံးခဲ့တဲ့ပစီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင်2021အာဏာသိမ်းပြီးနောက်ပိုင်းအရက်သားများသေဆုံးခဲ့တဲ့တိုက်ခိုက်မှုများအား၎င်းတို့ကျူးလွန်ခဲ့ကြောင်းစစ်ကောင်စီကပထမဦးဆုံးအကြိမ်ထုတ်ဖော်ဝန်ခံလိုက်တယ်လို့သတင်းရရှိပါတယ်ရှင်။နေပြည်တော်သို့လာရောက်ခဲ့တဲ့Al Jazeeraသတင်းကြောင်းနဲ့အင်တာဗျူးတွင်စစ်ကောင်စီပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်စောမင်းထွန်းကအဆိုပါအတိုင်းဝန်ခံပြောဆိုခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ PDF များကိုတိုက်ခိုက်တာဆိုပြီးကလေးများအပါအဝင်အရက်သားများထိခိုက်သေးဆုံးနေတာတွေကိုလက်ခံပါသလားလို့မေးမြန်းမှုအပေါ်ဗိုလ်ချုပ်စောမင်းထွန်းကကလေးတွေအများကြီးပါတယ်ဆိုတာကသူတို့ကတောင်းချမ်းသူအဖွဲ့အစည်းတွေနဲ့ဆက်ဆက်နေတဲ့အုပ်စုတွေနဲ့ပတ်သက်နေလို့ပါအဲ့တော့ဟုတ်တယ်ကျွန်တော်တို့တိုက်ခိုက်ခဲ့တယ်လို့ဖြေကြားခဲ့ကြောင်းသိရှိရပါတယ်ဖြေဆိုနေစဉ်မှာမျက်နှာအမူအရာခက်ထန်ကျင်းမာနေပြီးတိုက်ခိုက်မှုဆိုမှတော့ဘေးထွက်ဆိုးကျိုးရှိမှာပဲလေဒါကစစ်ရဲ့သဘောပဲငင်းဆန်လို့မရပါဘူးရှင်းပါတယ်အကြမ်းဖက်မှုတွေနဲ့အကြမ်းဖက်သမားတွေကိုမထောက်ခံရင်တိုက်ခိုက်ခံရစရာအကြောင်းမရှိပါဘူးလို့ဗိုလ်ချုပ်စောမင်းထွန်းကထပ်မံပြောကြားသွားပါတယ်စစ်ကောင်စီကအကြမ်းဖက်ပုံကျဲတိုက်ခိုက်မှုများအတွင်းတစ်ချိန်တည်းတွင်လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ပစီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ဟာ2023ခုနှစ်ဧပြီလ17ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးရုရှားနိုင်ငံထုတ်တိုက်လေရင်YAK-1 တပ်ကြီးဖြင့်ပေါင်900ဖြတ်အားဖြင့်ဘုံနှလုံးကိုကျဲချတိုက်ခိုက်ခဲ့ကMI-35 ရဟတ်ယာဉ်ပေါ်မှာစက်တပ်နက်များဖြစ်လေပတ်ချလဲပြန်တန်းပစ်ခတ်ခဲ့တယ်လို့လည်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်ကလေးငယ်40ကိုဝန်ဆောင်မိခင်များအပါအဝင်အမျိုးသမီး24ဦးအပါအဝင်အရက်သား168ဦးသေဆုံးခဲ့က90ခန့်မနည်းဟာကိုလက်အင်္ဂါများဆုံးရှုံးခဲ့ပြီးမတန်ဆန်းဘဝရောက်ရှိခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါဖြစ်စဉ်ဟာလေကြောင်းမှတိုက်ခိုက်ပြီးနောက်မြေပြင်မှာတိုးလောင်ချတဲ့ရန်များပောက်ကွဲခြင်းကြောင့်ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းလို့စစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့တယ်လို့လည်းသိရှိရပါတယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ဟာပြီးခဲ့တဲ့ AP လဆန်းတွင်ငလင်ပေးကူညီရေးအတွက်မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး၎င်းရောက်ရှိနေချိန်တွင်စစ်ကောင်စီကအရက်သားများအားပြစ်မှတ်ထားကလေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေခဲ့တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်စစ်ကောင်စီကမတ်လ28ရက်နေ့မှာ AP လ17ရက်နေ့အထိလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှု102ကြိမ်ပြုလုပ်ခဲ့ပြီးအရက်သား112ဦးသေဆုံးက132ဦးဒဏ်ရာရခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရက AP လ12ရက်နေ့တွင်ထုတ်ပြန်ထားပြီးလက်ရှိသကြံကာလအတွင်းတွင်လည်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်လျက်ရှိတယ်လို့ဒေသတွင်စစ်ရေးသတင်းအရင်းမြစ်များထံမှသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံစမွတ်ဆာခွန်ခရိုင်မဟာချိုင်မြို့နယ်တွင်တကြံလဲတဲ့မြန်မာအချင်းချင်းစကားများရာမှဓာတ်ထုံမှုဖြစ်ပြီးတဦးသေဆုံးခဲ့ကြောင်းထိုင်းသတင်းဌာနကဖော်ပြချက်များအရသတင်းရရှိပါရရှင်။ဖြစ်စဉ်မှာဧပြီလ14ရက်နေ့ညနေ3နာရီခန့်တွင်မဟာချိုင်မြို့နယ်ဝေလာ15လမ်းထိပ်တွင်ရေကစားနေတဲ့လူငယ်များကလမ်းလျှောက်လာတဲ့အမျိုးသမီးတဦးအားမျက်နှာကိုပေါင်ကြားများဖြင့်တုပ်လိမ်ခဲ့ပြီးနောက်အမျိုးသမီးနဲ့ပါလာသူများနဲ့စကားများရာမှခိုင်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့နောက်အမျိုးသမီးနဲ့ပါလာသူများကဓာတ်ထုတ်ပြီးလိုက်လံတိုက်ခိုက်တဲ့ဖြင့်ထွက်ပြေးခဲ့ရာခြေချော်လဲကျသွားရမှာဓာတ်တရာဖြစ်သေဆုံးခဲ့ကြောင်းရုံးရင်ဆန်ခတ်ဖြစ်နေစဉ်ဓာတ်ဖြစ်ထိုးခဲ့တဲ့အုပ်စုဟာထွက်ပြေးခဲ့ပြီးထိုင်းရဲတပ်ဖွဲ့မှ CCTV မှတ်တမ်းများဖြင့်ဧပြီလ14ရက်နေ့ည8နာရီခန့်တွင်၎င်းတို့ပုံအောင်နေခဲ့တဲ့နေရာမှာပင်ဖမ်းမိခဲ့ကြောင်းသိရှိရပါတယ်။ကျူးလွန်သူများမှာအသက်22နှစ်မှ30ခန့်ရှိမြန်မာ4ဦးဖြစ်ပြီးအသုံးပြုခဲ့တဲ့ဓာတ်နဲ့ထွက်ပြေးရန်သုံးခဲ့တဲ့မော်တော်ဆိုင်ကယ်ကိုလည်းပူးတွဲဖမ်းဆီးရမိခဲ့ကြောင်း၎င်းတို့ကိုကိုရီလက်ရောက်ကျူးလွန်မှုပူပေါင်းတပ်ဖြတ်မှုများဖြင့်အရေးယူဆောင်ရွက်မယ်လို့လည်းသိရှိရပါတယ်။သေဆုံးသူဟာအသက်26နှစ်အရွယ်မြန်မာနိုင်ငံသားဖြစ်ပြီးစမွတ်ဆာခွန်ခရိုင်တွင်နေထိုင်သူဖြစ်ကြောင်းသိရှိရပြီးဧပြီလ14ရက်နေ့မှာပင်ထိုင်းနိုင်ငံချွန်ဘူရီခရိုင်ရှိတိုက်ခန်းတစ်ခုတွင်မြန်မာနိုင်ငံသားအချင်းချင်းခိုက်ရန်ဖြစ်ပွားရာမှာတဦးသေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ငလင်ကြောင့်မန္တလေးမြို့ပေါ်တွင်ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုကနေဧပြီလ15ရက်နေ့အထိသေဆုံးရုပ်အလောင်းစုစုပေါင်း80ကျော်ရှာဖွေထုတ်ယူနိုင်ခဲ့ကအဆောက်အုံအောက်ပိတ်မိသေဆုံးနေတဲ့ရုပ်အလောင်း200ကျော်ကျန်ရှိနေသေးတယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေနဲ့မြန်မာနိုင်ငံမိသက်ဦးစီးဌာနရဲ့သတင်းထုတ်ပြန်ချက်စာရင်းများအရသတင်းရရှိပါရရှင်။
ငလင်းလောက်ခတ်မှုပြီးနောက်ဧပြီလ15ရက်နေ့မွန်းလယ်ပိုင်းမှာ Sky Villa ကွန်ဒိုအဆောက်အုံကနေအမျိုးသား2ဦးရုပ်အလောင်းကိုထပ်မံရှာဖွေတွေ့ရှိခဲ့ပြီးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ MFSD ထံမှသိရှိရပါတယ်။ဧပြီလ23ရက်နေ့တကြံအကျိုးနေ့က Sky Villa ကွန်ဒိုအဆောက်အုံအောက်ကနေကလေးငယ်2ဦးအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း3ဦးဧပြီလ12ရက်နေ့မှာအမျိုးသမီး2ဦးနဲ့အမျိုးသား2ဦးစတဲ့ရုပ်အလောင်းတွေရှာဖွေတွေ့ရှိခဲ့တယ်လို့သိရှိရပါတယ်။ငလင်းလောက်ခတ်မှုဖြစ်ပွားပြီးနောက်ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုမှာဧပြီလ9ရက်နေ့အထိရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်ပေးသွားတဲ့တရုတ်နိုင်ငံရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေရဲ့နည်းပညာစက်ပစ္စည်းအသုံးပြုစစ်ဆေးချက်အရအဆောက်အုံအောက်မှာသေဆုံးနေတဲ့ရုပ်အလောင်း200ကျော်ထပ်မံတွေ့ရှိထားတယ်လို့လူမှုကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူများထံမှသိရှိရပါတယ်။ငလင်းကြောင့် Sky Villa ကွန်ဒိုအဆောက်အုံပြိုကျပြီးနောက်82နာရီအတွင်းမှာအသက်ရှင်လျက်46ဦးကိုသာကယ်ထုတ်နိုင်ခဲ့ပြီးအဲ့ဒီနောက်ဧပြီလ1ရက်နေ့ကစပြီးဧပြီလ15ရက်နေ့အထိအသက်ရှင်သူမတွေ့ရတော့ပဲရုပ်အလောင်းတွေသာတွေ့ရှိနေရတာဖြစ်တယ်လို့ရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်မှုမှတ်တမ်းတွေအရသိရှိရပါတယ်။လက်ရှိမှာ Sky Villa အဆောက်အုံပြိုကျမှုအောက်မှာရုပ်အလောင်း200ကျော်ကျန်ရှိနေဆဲဖြစ်တယ်လို့ဧည့်စာရင်းအရလူဦးရေ400ကျော်ရှိတယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူများထံမှသတင်းရရှိပါတယ်ရှင်။ဒီကနေ့2025ခုနှစ်ဧပြီလ16ရက်နေ့ဗုဒ္ဓဟူးနေ့နံနက်ခင်းသတင်းများကိုကျမမျက်စုမှတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။